အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘေလက္ခဏာဟောတဲ့ထောဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာတွေကတော့မိတ်ဆွေတို့ရဲ့လက်ဖွားပြင်ကြည့်ပါမိတ်ဆွေတို့လက်ဖွားပြင်ကနှလုံးလမ်းကြောင်းစီကနော်လမ်းသွယ်လေးတစ်ခုဟာဥကုံလမ်းကြောင်းနဲ့အသာလမ်းကြောင်းကိုဖောက်ဆင်းပြီးအင်္ဂါကျိုးကုန်အတွင်းထိရောက်နေပါကဒါကနော်အိမ်တော်ကြီးကံမကောင်းဖြစ်စေတဲ့အမှန်သားဖြစ်ပါတယ်အိမ်တော်ကွဲစေတဲ့အမှန်သားဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဘေလက္ခဏာမြင်ဆက်သွယ်လို့ဖုန်းနံပါတ်09တိကျ90ရှိသူဆက်သွယ်ကဘေလက္ခဏာမြင်ဆက်သွယ်စုံစမ်းလို့ရပါလို့ကြားလို့ကျွန်တော်ရဲ့ Facebook account Messenger မှာဆင်လက်ဆက်သွယ်ကဘေလက္ခဏာမြင်စုံစမ်းလို့ရပါခင်ဗျာကျွန်တော်ရဲ့ TikTok account Messenger မှာဆင်လက်ဆက်သွယ်ကဘေလက္ခဏာမြင်စုံစမ်းလို့ရပါခင်ဗျာအားလုံးခုနှစ်သားသမီးအားလုံးကိုစိတ်နေပြချမ်းသာချမ်းသာခြင်းရှိကြပါစေကောင်းကျိုးလူရဆန္ဒလုံးဝပြည့်စုံကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ရှိပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေဟောချုပ်ရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘေလက္ခဏာဟောတဲ့ထောဖြစ်ပါတယ်ကျွန်တော်ယခုဖော်ပြမယ့်အကြောင်းအရာတွေကတော့မိတ်ဆွေတို့ရဲ့လက်ဖွားပြင်ကြည့်ပါမိတ်ဆွေတို့လက်ဖွားပြင်